အားလုံးပဲမင်္ဂလာပါအမီယာရဲ့အပတ်စဉ် podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ရွှွန်းလေဖြိုပါဒီအပတ်မှာတော့ volunteer လုပ်တာကအချိန်ကုန်တာတစ်ခုပဲလားဆိုပြီးတော့အမေးများတဲ့မိကွန်းလေးကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ကျမတို့ရဲ့လူငယ်တွေအကြားမှာ volunteer ဆိုတဲ့စကားလုံးကမသိသူမရှိသလောက်ပါပဲလူငယ်တော်တော်များများကတနည်းနည်းနဲ့ volunteer ဆိုတာကိုလုပ်ကူးကြပါတယ်အဲ့ဒီလိုလုပ်တဲ့အခါလူအများစုကထုတ်လာတဲ့မိကွန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ volunteer လုပ်လို့ဘာရလို့လဲဆိုတာမျိုးပေါ့တကယ်တော့အဲ့လိုမေးတဲ့သူတွေကအမြင်တစ်ဖက်ထဲကနေအကြည့်ကြလို့အဲ့လိုမေးကြတာပါ volunteer လုပ်တယ်ဆိုတာအချိန်ကိုရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်တာပဲဆိုတာသူတို့မသိကြသေးပါဘူးအဲ့ဒါကြောင့်ကျမတို့တွေ volunteer လုပ်ရခြင်းရဲ့ benefit ချက်ကိုသူတို့တွေကိုပြန်ပြောပြနိုင်အောင်မျှဝေပေးသွားပါမယ်နော် Number 1 Skill Development ပထမဆုံးအနေနဲ့အရေးကြီးတဲ့ skill တွေဖြစ်တဲ့ communication, teamwork, leadership စတဲ့ skill တွေတိုးတက်စေပါတယ်။ပြီးရင် number 2 practical experience volunteer လုပ်တာကြောင့်ကျမတို့တွေလက်တွေ့အတွေ့အကြုံ experience ရလာပြီး CV နဲ့ resume အတွက်ပုံမအားကောင်းလာစေပါတယ်။ number 3 confidence ရှိလာခြင်းအဖွဲ့အစည်းနဲ့လုပ်တာမလို့လူအများနဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက်ကိုယုံကြည်မှုတိုးလာနိုင်ပါတယ်။ number 4 networking opportunities ဒီအချက်လေးကတော့တကယ်ကောင်းတဲ့အချက်လေးပါကိုယ့်ရဲ့ volunteer အလုပ်ပေါ်မူတည်ပြီး mentor teacher နဲ့ organization တွေနဲ့ဆက်သွယ်နိုင်တဲ့အခွင့်အရေးတွေရလာမယ်။ number 5 scholarship advantage scholarship လျှောက်တဲ့အခါမှာလည်းထုတ်ပြလို့ကောင်းတဲ့ဒုစချက် strong point တစ်ခုဖြစ်ပါမယ်။ number 6 social responsibility အခုခေတ်မှာရှိသူရှားတဲ့လူမှုတာဝန်ရှိသူဖြစ်ကြောင်းကိုလည်းပြသနိုင်မယ်။ number 7 time management skill study ဒါမှမဟုတ်အပြင်အလုပ်နဲ့ volunteer အလုပ်ကို balance လုပ်နိုင်အောင်လုပ်ရကနေအချိန်စီမံခန့်ခွဲမှုတိုးတက်စေမယ်။ number 8 career direction ရှာဖွေရန်အထောက်အကူပြုခြင်း volunteer ဆက်လုပ်ရကနေကိုစိတ်ဝင်စားတဲ့ field ကိုရှာဖွေသိရှိနိုင်တာလည်းဖြစ်နိုင်ပါတယ်။ number 9 problem solving skillနောက်ထပ်အရေးကြီးတဲ့ problem solving skill ဆိုတဲ့အခက်အခဲတွေကိုလည်းလက်တွေ့ဖြေရှင်းနိုင်တဲ့စွမ်းရည်လည်းတိုးတက်စေမယ်။ number 10 personal group နောက်ဆုံးအနေနဲ့ discipline responsibility တိုးတက်စေပြီးတော့ self development ဖြစ်လာနိုင်ပါတယ်။ဒီလောက်ဆိုရင် volunteer လုပ်တာကလက်ရှိကအချိန်ကိုဖြုံးတာမဟုတ်ဘဲအချိန်ကိုအကျိုးရှိအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတာဖြစ်ကြောင်းသဘောပေါက်သွားကြလောက်မယ်ထင်ပါတယ်။ဒီလို benefit များတဲ့ volunteer လုပ်ရတာကိုတစ်ခါမှမလုပ်ဘူးဆိုရင်စမ်းလို့ကြီးသင့်ကြောင်းအကြံပေးချင်ပါတယ်။ဒီအပတ်အတွက် podcast ကတော့ဒီလောက်ပါပဲ။နောက်ထောင်ပေးကြတယ်ကျေးဇူးတင်ပါတယ်ရှင်။နောက် podcast ကျပြန်တွေ့ကြပါမယ်နော်။